အားလုံးပဲမင်္ဂလာပါ United Fan Area မှာညီကိုတို့အားလုံးကိုပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ sharing လုပ်သွားပေးခြင်းတဲ့အကြောင်းလေးကတော့ Manchester United အသင်းရဲ့ကိုယ်သမားနေရာရဲ့အကြောင်းလေးကိုပဲကျွန်တော် sharing လုပ်သွားပေးခြင်းပဲဖြစ်ပါတယ်ဒါကဘာလဲဆိုတော့အိုနာနာကိုဒီပြင်သစ်ဘက်ကလာတဲ့သတင်းအရာပေါ့နော်မိုနာကိုအသင်းကအိုနာနာကိုခေါ်ယူခြင်းနဲ့ဆိုပြီးတော့ဆက်သွယ်တယ်ဆိုပြီးသတင်းတွေတက်လာတော့တွေ့ရရပေါ့နော်တကယ်တော့တကယ်အပြင်မှာကောလာဟာလာပုံစံမျိုးတော့ကျွန်တော်ကြားရတယ်ပေါ့နော်တကယ်ရဲ့officially တချို့tier 1 tier 2 level ဒီမှာတော့သိမတွေ့ရအောင်ပေါ့နော်ပြောချင်တဲ့အဓိပ္ပာယ်ကတစ်ဖက်မှာလေဒီမာတင်နဲ့ပေါ့နော်Aston Villa ကိုတော့အာဂျင်တီးနားလက်ရွေးစင်ကိုတော့မာတင်နဲ့ကို Manchester United အသင်းကသူ့ရဲ့ agent ကနေတဆင့်ဆက်သွယ်ထားတယ်ကစားသမားကလည်း yes လို့ပြောထားတယ်ပေါ့နော်ဒါပေမဲ့အိုနာနာထွက်မှဒီပြောင်းရွှေ့ရဖြစ်နိုင်မယ်ပေါ့နော်အိုနာနာမထွက်ရင်မာတီနာမဟုတ်တခြားဘယ်ကိုသမားမှဒီအတီးကကိုသမားနေရာကိုရောက်လာမှာမဟုတ်ဘူးပေါ့နော်ပြောချင်တဲ့ပြManchester Unitedအတင်းကအိုနာနာထွက်မှဒီမာတီနာလည်းရောက်လာနိုင်မယ်ပေါ့နော်ညီကိုရောဘလို့မြင်လဲအိုနာနာကရောManchester Unitedအတင်းမှာပဲဆက်ရှိသွားမယ်လို့ထင်လားဒါမှမဟုတ်သူအတင်းပြောင်းသွားမယ်လို့ထင်လားပြီးတော့ခါကျတော့ဒီကိုသမားမာတီနာကလည်း Manchester United အသင်းကိုရောက်လာမယ်လို့ညီကိုတို့မျှော်လင့်မိလားဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးဒီကိုကြောက်ချစီတာကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော် United Fan Area ဆိုတဲ့ page လေးကို like and share subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ Facebook YouTube TikTok မှာဝင်ရောက်အားပေးကြပါအောင်ကြည့်ရှုပြီးတဲ့ကြောက်ချစီတာကိုကျေးဇူးအထူးပဲတင်ရှိပါတယ်